ကိုကြီးလား ဟုတ်တယ်ဒီအဲ့ခဏသွားကြမယ် ယောက်ျားလေးဒီမှာမိမပြန်လာပြီနော် surprise ထားနေမှာလားမသိအော်ဒီမှာခဏကြောက်တော့ဘာလုပ်နေရလဲ ဟောမလုပ်ပါဘူးမှန်ကြောက် ဒီနေ့ကလေမိမခရီးကိုရကြအောင်မနေ့ဖြစ်မှပြန်လာမယ်ဆိုပြီးဒီနေ့ကြိုပြီးပြန်လာလေ အဲ့ခုဆက်ပဲလာမမှာပေါ့ အော် surprise ဆိုတာအဲ့လိုမျိုးမသိအောင်လုပ်မှ surprise ဖြစ်မှာလေယောက်ျား